ကြည့်လို့ရတဲ့နတ်ကတော့လူတွေမှာဝင်ပူးတတ်တဲ့နတ်ဆုံးနတ်ပဲလောက်ပဲရှိမှာပေါ့နော်နတ်ဆိုတာမျိုးဟာတာမန်လူတွေဟာမကြည့်ဝန်းလောက်အောင်ကိုသူတို့တကူအယောင်တွေကတောက်ပါတယ်။ဘာကြောင့်လဲလို့ဆိုရင်စာပေကျမ်းကမှာပါဠိစာပေမှာမှတ်တမ်းတင်ထားတာလေးတစ်ခုရှိရဟန်းတစ်ပါးတောထဲမှာတောကြောင်လေးမှာမဟာသမယတုတ်ရွတ်ပြီးတော့နတ်သမီးကသာဓုခေါ်တဲ့အခါကျတော့ရဟန်းကဘာတောင်းဆိုတော့ဆိုရင်နတ်သမီးကိုသူ့ကိုကြည့်ကျင်တယ်တဲ့သူ့ကိုပြနိုင်မလားပေါ့နော်အဲ့တော့နတ်သမီးကဘာပြောတော့ကိုရောပြလို့မရဘူးတဲ့နော်နတ်တည်းရဲ့အစိမ်ဟောဒီတိုင်းပြလို့မရဘူးတဲ့ဒီပြမကြည့်ချင်တဲ့သူ့ရဲ့လက်ညှိုးလေးပဲကြည့်လို့ဆိုပြီးတော့ကျောင်းပြင်ဘက်ကနေပြီးတော့နတ်သမီးကပေါ့ပေါ့ကလေးကနေပြီးသူ့လက်ညှိုးလေးကိုထည့်လိုက်တာဒီချောင်းလုံးလင်းထိန်သွားတဲ့ဒါတကူနဲ့လှုပ်တာပေါ့ဘူးသူ့ရဲ့တဘာဝခန္ဓာကိုယ်ထွက်တဲ့အလင်းရောင်တွေကအဲ့လောက်ထိအောင်ကြီးမားတယ်လို့ဆိုတကူလုံးဆိုရင်တော့ကြည့်လို့ရပါမဟုတ်တဲ့အနေထားအဲ့ဒီလိုမှတ်တမ်းလေးတစ်ခုတွေ့တော့ဒါကြောင့်လို့နတ်တွေဘာတွေကလူကိုပြလို့ရှိရင်ပုံစံတစ်မျိုးဖော်ပြီးတော့ပြရတယ်လူကတကယ်နတ်အစစ်ကိုလူတွေဟာကြည်ရတဲ့သဘောမရှိဘူးနော်ကြည့်လို့ရတဲ့နတ်ကတော့ဒီလူတွေမှာဝင်ပူးတတ်တဲ့နတ်ဆုံးနတ်ပဲလောက်ပဲရှိမှာပေါ့နော်အဲ့ဒါလောက်ပဲကြည့်လို့ရမှာပဲအိုးကောင်းကင်ဘုံကတကိုးကြည့်တဲ့နတ်တွေကတော့ကြည့်လို့မရဘူးလို့ဆိုလို့တယ်